ကဲနှဆိုဆရာကြီးတွေအတွက်ပေါ့နော်ဒီ YouTube ကနှဆိုဆရာပြင်တက်ထုတ်ဒီဇိုင်းကိုမင်း MBA နဲ့လောက်ပြီးတော့ထုတ်လုပ်လိုက်တဲ့အချိန်မှာဒီလို PSCD 115ဆိုတဲ့ဟာလေးဖတ်ကြည့်လို့လာပါတယ်တို့မှဒီမှာဒီဆက်လေးရစားကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးလှုပ်ဆောင်တာဒါစိတ်လေးနော်ဖင်ကြည့်ပါဗျာဒီထားနှဆိုရဲ့လက်ကင်လေးအချိုးလေးတွေတက်ခတ်မှုတွေတက်မှုတွေစနစ်ကျန်းနာမှုတွေပေါ့ကျိုးတော့စူးစမ်းနေသေးပေါ့ဗျာစူးစမ်းနေသေးပဲပညာကတော့ဆုံးဖြတ်မရှိဘူးပေါ့ဗျာစူးစမ်းမဲ့တောင်းရင်ကျွန်တော်တောင်းမှာပေါ့ဗျာစူးစမ်းသေးပဲတို့ကောက်ထောက်လို့နေပါတယ်နှဆိုတုတ်ပြီးတုတ်တော့လွတ်နေရတယ်ကျွန်တော်လည်းလွတ်နေတဲ့ကြားရအောင်ပဲမကုန်နိုင်မခန်းနိုင်နေပဲဖြစ်နေတယ်နှဆိုရဲ့အချိုးပေါ့ဗျာသူ့ရဲ့လှပတည်တက်မှုရဲ့အလှပလေးနှဆိုရဲ့စက်တည်ရှိရ